မင်းကိုချစ်နေသူ10မီတာအတွင်းရောက်လာတာနဲ့ဖုန်းကချက်ချင်းမြည်မယ်လုံးဝမမားဘူးဆိုတဲ့အချက်အတကူဒါပေမဲ့ဂျိုဂျိုဆိုတဲ့မိန်းကလေးကတော့ချစ်ရသူရှိမှတောင်သူမခန်းစားချက်ကိုတက်တည်မပြနိုင်တော့ဘူး DF နာမည်က Love Alarm ပါကိုသဘောကျသူ10မီတာအတွင်းရှိတာနဲ့အချက်ပေးတံမြည်မယ်ခန်းစားချက်ကိုဖုံးကွယ်လို့မရဘူးလိန်ပြောလို့လည်းမရဘူး app ထွက်လာပြီး9ရက်အတွင်းလူငယ်တိုင်းဆွဲလန်းသွားကြတယ်အချစ်စကားပြောစရာတော့မလိုတော့ဘူးဖုံးမိတာနဲ့အဖြေသိရပြီးဒါပေမဲ့အထက်တန်းကျောင်းသူကင်ဂျိုဂျိုကတော့မသုံးချင်ဘူးသူမှာအေရှစ်ဆိုတဲ့ရည်စားရှိပြီးသားနောက်ပြီးသူ့ဘဝကလည်းအခြေချောင်းစဉ်းစားဖို့မလွယ်ဘူးမိဘတွေဆုံးသွားပြီးနောက်အတော်အိမ်မှာမိခိုနေရတယ်အမေထားခဲ့တဲ့အကျွေးကိုပါအလုပ်လုပ်ပြီးဆက်နေရတယ်ဝမ်းခွဲကူမီနဲ့အတော်ကလည်းသူ့ကိုအမြဲနှိမ်နေပင်မနေပေမဲ့ဂျိုဂျိုကပြုံးနေတတ်တယ်သူနှလုံးသားထဲကတန်ရာကိုဘသူ့ကိုမှမပြဘူးအဲ့ဒီချိန်မှာချမ်းသာတဲ့မိသားစုကခွန်စုံအိုကျောင်းကိုပြန်ရောက်လာတယ်ရုပ်ချောလွန်းလို့သူလျှောက်သွားတိုင်း Love Alarm တန်တွေစူညံနေတယ်ဒါပေမဲ့စွန်အိုရဲ့မျက်လုံးကတော့ဂျိုဂျိုစီမှာပဲရက်သွားခဲ့တယ်စွန်အိုမှာဟေးယောင်ဆိုတဲ့အရင်ကြီးဆုံးတငယ်ချင်းရှိတယ်ဟေးယောင်ရဲ့အမေကစွန်အိုအိမ်မှာအလုပ်လုပ်တယ်ဒါကြောင့်သူတို့နှစ်ယောက်ကလေးဘဝကလေးကအတူကြီးပြင်းခဲ့ကြတာပါစွန်အိုရဲ့မိသားစုကအပြင်ပန်းမှာပြည့်စုံတယ်အတွင်းမှာတော့အေးဆက်ပြီးမြစ်တာမရှိဘူးငငယ်ကမိခင်ရဲ့အန်ရယ်ကနေသူ့ကိုကယ်ခဲ့သူကဟေးယောင်ပါစွန်အိုအတွက်ဟေးယောင်ကတငယ်ချင်းတက်ပို့တယ်မိသားစုတယောက်လိုဖြစ်နေပြီဒါပေမဲ့ဟေးယောင်ကဂျိုဂျိုကိုတိတ်တိတ်လေးသဘောကျနေတာကြာပြီစားတော့ဆိုင်မှာအတူအလုပ်လုပ်ရင်အဝေးကပဲစောင့်ကြည့်တယ်ပြောဖို့တော့တတိမရှိဘူးစွန်အိုကဒီအကြောင်းကိုရိပ်မိသွားတယ်အစမှတငယ်ချင်းသဘောကျတဲ့မိန်းကလေးကိုသိချင်ရုံပါပဲဒါပေမဲ့ဂျိုဂျိုကိုပိုကြည့်လေပိုစိတ်ဝင်စားလေဖြစ်လာတယ်ဂျိုဂျိုကလည်းစွန်အိုကိုမသိချင်အောင်ဆောင်တယ်ဒါကစွန်အိုရဲ့မာနကိုပိုထိစေတယ်တနေ့တော့သူကဂျိုဂျိုနောက်လိုက်ပြီးလမ်းကြားတစ်ခုထဲခေါ်သွားတယ်ပြီးတော့ရုတ်တရက်မေးလိုက်တယ်ငါနဲ့နမ်းကျင်လားဂျိုဂျိုမဖြေခင်မှာပဲစွန်အိုကသူ့ကိုနမ်းလိုက်တယ်ဒီနန်းချင်းတစ်ခုကသူတို့၃ယောက်ရဲ့ဘဝကိုပြောင်းလဲတော့မယ်ဂျိုဂျိုကစွန်အိုကိုမတွန်းထုတ်ခဲ့ဘူးဒါပေမဲ့သူ့မှာရေးစားရှိနေသေးတယ်အပြစ်ရှိတယ်လို့ခံစားရပြီးအယ်ရှစ်နဲ့တွေ့တယ်အယ်ရှစ်ကပြန်ဆခြင်းပေမဲ့အပ်ကအမှန်ကိုဖော်ပြလိုက်တယ်သူတို့နှစ်ယောက်ရဲ့ဖုန်းတစ်လုံးမှမမြည်ဘူးနှစ်တွေ့ကြအတူရှိခဲ့ပေမဲ့အချစ်မဟုတ်တော့ဘူးအဲ့ဒီမှာသူတို့လမ်းခွဲလိုက်ကြတယ်ဒီတော့တွင်းစွန်အိုကတော့ဂျိုဂျိုနောက်ကိုမလျှော်ပဲလိုက်တယ်စားတော့ဆိုင်အထိလာဆောင်တယ်ဘတ်စကားဘော်အထိလိုက်တယ်နောက်ဆုံးမှာဂျိုဂျိုလဲ Love Alarm ကိုဖွင့်လိုက်တယ်သူတို့နှစ်ယောက်10မီတာအတွင်းရောက်လာတာနဲ့ဖုန်းနှလုံးစလုံးမြည်သွားတယ်စွန်အိုကဂျိုဂျိုကိုချစ်တယ်ဂျိုဂျိုကလည်းစွန်အိုကိုချစ်တယ်အဲ့ကသူတို့ရဲ့ခံစားချက်ကိုတက်တည်ပြလိုက်တာပါဘေးမှာတော့ဟေးယောင်ကအရာအလုံးမြင်နေရတယ်သူလည်းဂျိုဂျိုကိုချစ်တယ်ဒါပေမဲ့စွန်အိုနဲ့မပြိုင်ချင်ဘူးတငယ်ချင်းခင်မင်မှုပြတ်မှလည်းကြောက်တယ်ဒါကြောင့်ကိုယ်ခံစားချက်ကိုမြှုပ်ထားပြီး Love Alarm ကိုဖျက်လိုက်တယ်စွန်အိုနဲ့ဂျိုဂျိုကတော့တရားဝင်ချစ်သူတွေဖြစ်သွားကြတယ်အပြင်ပန်းမှာပျော်ရွှင်နေပေမဲ့အန်ဒီယေကသူတို့အနားကိုတိတ်တိတ်လေးချင်းကန်နေပြီစွန်အိုကဂျိုဂျိုရဲ့ဘဝကိုနားလည်လာတယ်နေဘက်ကြောင်းတက်ရတယ်ညဘက်အလုပ်လုပ်ရတယ်တခါတလေထမင်းစားဖို့တောင်ပတ်စံမရှိဘူးသူကဂျိုဂျိုအတွက်ကျောင်းတမင်းဖို့ကိုတိတ်တိတ်လေးပေးလိုက်တယ်ဂျိုဂျိုကိုကူညီခြင်းလို့လုပ်တာပါဒါပေမဲ့ကူမီကဒီအကြောင်းကိုကျောင်းတစ်ကျောင်းလုံးဖြန့်တယ်ဂျိုဂျိုကိုပတ်စံရှိသူစီကအမျက်ထုတ်နေသူလို့ပုံဖော်တယ်အိမ်ပြန်ရောက်တော့အတော်ကလည်းစော်ကားပြန်တယ်သူ့အမေလိုပဲလူတွေကိုဒုက္ခပေးတယ်လို့ပြောတယ်ဂျိုဂျိုရဲ့စိတ်ကအဆုံးထိကျိုးပယ်သွားတယ်အဲ့ဒီညမှာစွန်အိုကသူ့ရှေ့ရောက်လာတယ်သူ့ကိုကာကွယ်မယ်လို့ကတိပေးတယ်ပထမဆုံးအချိန်ဂျိုဂျိုကသူ့အတိတ်ကိုဖွင့်ပြောခဲ့တယ်ငယ်ငယ်ကမိဘတွေဟာအကျွေးကြောင့်မိသားစုလိုက်သေးဖို့ကြိုးစားခဲ့ကြတယ်ဂျိုဂျိုတယောက်ပဲပြင်းပေါက်ဖောက်ပြီးအသက်ရှင်ခဲ့တယ်အဲ့ဒီနေ့ကလေးကကိုတယောက်ပဲအသက်ရှင်ကျန်တာကိုအပြစ်ရှိသလိုခံစားနေရတာပါစွန်အိုကသူ့လက်ကိုတင်းတင်းဆုပ်တယ်နောက်ထပ်တယောက်တည်းမခံစားစေရဘူးလို့ပြောတယ်အဲ့ဒီစကားကြောင့်ဂျိုဂျိုကအတိတ်ရှိရာဂျဲဂျူကျွန်းကိုပြန်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တယ်။ကျောင်းခီးစဉ်နဲ့ဂျဲဂျူကျွန်းကိုရောက်တဲ့အခါသူတို့အချစ်ကပိုနဲ့လာတယ်။ကမ်းခြေမှာတယောက်ရဲ့ဒဏ်ရာကိုတယောက်နားထောင်ကြတယ်။စွန်အိုလည်းသူ့မိဘတွေရဲ့အေးဆက်မှုကိုပြောပြတယ်။သူတို့နှစ်ယောက်ကတယောက်ရဲ့အမောင်ကိုတယောက်အလင်းပေးခဲ့ကြတာပါ။နောက်တနေ့မော်တော်ဆိုင်ကယ်နဲ့လဲရင်ကားတစ်စီးကိုရှောင်လိုက်ရတယ်။နှစ်ယောက်စလုံးလမ်းဘေးကိုလွှင့်ကျသွားတယ်။ဂျိုဂျိုကသတိရလာပေမဲ့စွန်အိုကပျောက်နေပြီ။စွန်အိုရဲ့မိသားစုကသူ့ကိုခေါ်သွားပြီးအပြင်လူတွေနဲ့မတွေ့ခိုင်းဘူး။ဂျိုဂျိုကသူ့အိမ်ရှိမှနိုင်ပေါင်းများစွာစောင့်နေဖုန်းခေါ်လို့လည်းမရဘူးတကားလည်းမဖွင့်ဘူးအိမ်ထဲကမိဘနှစ်ယောက်ရဲ့စကားကိုမတော်တဆကြားလိုက်ရတယ်အဲ့ဒီခါသူတို့နှစ်ယောက်ကအစင်တန်းချင်းမတူဘူးလို့ဂျိုဂျိုလက်ခံသွားတယ်စွန်အိုကိုဆက်ချင်ရင်နောက်တစ်ခါစွန့်ပစ်ခံရမှာကိုလည်းကြောက်တယ်အဲ့ဒီချိန်မှာ Love Alarm ကိုဖန်တီးခဲ့တဲ့ចောင်းသားဒေါကူနဲ့တွေ့တယ်ဒေါကူကကူမီကိုတစ်ဖက်သက်ချစ်ပြီးရက်ရက်ဆက်ဆက်ညှင်းပယ်ခံထားရသူပါဂျိုဂျိုရဲ့နာကျင်မှုကိုနားလည်လို့အထူးစနစ်တစ်ခုပေးလိုက်တယ်အဲ့ဒါက Shield အကာအကွယ်ပါရှီဖွင့်လိုက်တာနဲ့ဂျိုဂျိုချစ်တဲ့သူရဲ့အလောင်းကိုဘယ်တော့မှမမြည်စေနိုင်တော့ဘူးဂျိုဂျိုကကြောက်စိတ်နဲ့ရှီအကာကိုဖွင့်လိုက်တယ်စွန်အိုပြန်ရောက်လာတဲ့အခါသူ့ကိုမချစ်တော့ဘူးလို့လိန်ပြောတယ်စွန်အိုကမယုံဘူးသူတို့နှစ်ယောက်မကြခင်ကမှတယောက်ကိုတယောက်ချစ်ခဲ့ကြတာပါဒါကြောင့်အတန်းသားအလုံးကို10မီတာအပြင်ထွက်ခိုင်းတယ်ပြီးတော့ဖုန်းကိုဖွင့်လိုက်တယ်စွန်အိုရဲ့ခံစားချက်ကြောင့်ဂျိုဂျိုဖုန်းကမြည်တယ်ဒါပေမဲ့ဂျိုဂျိုရဲ့အလောင်းကတော့တိတ်ဆိတ်နေတယ်ရှေးအာကာရှိနေမှမသိတဲ့စွန်အိုကလုံးဝစိတ်ထိခိုက်သွားတယ်သူဘာမှခဲ့လေလို့မေးတယ်
သူမမကြိုက်တာတွေပြင်ပေးမယ်လို့တောင်းပန်တယ်တခါပြန်ချစ်ပေးဖို့တောင်အတနာခံတယ်ဂျိုဂျိုကတော့သူ့ကိုကာကွယ်ခြင်းလို့အေးဆက်ဆက်ထွက်သွားခဲ့တယ်အမှန်ကဆွန်အိုကိုမချစ်တော့လို့မဟုတ်ဘူးချစ်လွန်းလို့ဆုံးရှုံးရမှာကိုကြောက်နေတာပါဒါပေမဲ့အမှန်ကိုမပြောခဲ့တဲ့ဆုံးဖြတ်ချက်ကဆွန်အိုရဲ့နှလုံးသားကို၄နှစ်ကြာချုပ်ထားလိုက်တယ်အဲဒီနောက်ဒေါ်ကူလည်းဂူမီရဲ့ညှင်းပယ်မှုကိုမခံနိုင်တော့ဘူးအမြင့်ကနေခုန်ချပြီးပျောက်ကွယ်သွားတယ်လူတိုင်းကသူတည်ပြီလို့ထင်ခဲ့ကြတယ် Love Alarm ရဲ့ပထမဆုံးခေတ်ကတော့မပျော်ရွှင်မှုတွေနဲ့ပြီးဆုံးသွားခဲ့တဲ့၄နှစ်ကြာပြီးနောက် Love Alarm ကလူဘဝကိုထိန်းချုပ်နေပြီးမင်္ဂလာပွဲမှာတောင်ဖုံးမိမအချစ်ကိုယုံကြတဲ့ကိုယ့်အလက်မှာတုံညာပဲရှိသူတွေကလူအတိုင်းဝိုင်းရဲ့အောက်ဆုံးကိုရောက်သွားတယ်။တနေ့မှာလူ23ယောက်အစုလိုက်အပြုံလိုက်သေဆုံးခဲ့တယ်။သူတို့အားလုံးရဲ့အလံမှာတုံညာပဲရှိတယ်။ဘယ်သူမှမချစ်ဘူးဆိုတဲ့ကိန်းဂဏန်းကသူတို့အသက်ကိုယူသွားတာပါ။ဂျိုဂျိုကတော့အလုံးလုံးရင်ပညာဆက်တင်တယ်။တိတ်တဆိတ်နာမည်ကြီးတဲ့ Love Alarm ကာတွန်းကိုလည်းရေးနေတယ်။အဲ့ဒီကာတွန်းထဲမှာသူ့ရဲ့အမောင်နဲ့ Shield ကိုပုံဖော်ထားတဲ့ဆွန်အိုကနာမည်ကြီးမော်ဒယ်ဖြစ်နေပြီ။သူ့ဘေးမှာနူးညံ့တဲ့ရွတ်ဂျိုဆိုတဲ့ချစ်သူရှိတယ်။ရွတ်ဂျိုရဲ့အလောင်ကသူ့အတွက်အမြဲမြည်တယ်။ဒါပေမဲ့ဆွန်အိုကတော့တစ်ချိန်မှပြန်မမြည်ပေးနိုင်ဘူး။သူ့နှလုံးသားထဲမှာဂျိုဂျိုကိုမမေ့နိုင်သေးလို့ပါ။ဟေးယောင်ကတော့ဂျိုဂျိုကိုလေးနှလုံးမမေ့ခဲ့ဘူး။ဒီတစ်ချိန်မှာကိုယ်ခံစားချက်ကိုမဖုံးတော့ဘူး။စာကြီးတိုင်းမှာထိုင်ကုန်ချမ်းပေးတယ်။အချိုရည်ယူလာပေးတယ်။ပြီးတော့ရိုးရိုးလေးပြောလိုက်တယ်။ငါနင့်ကိုစာပြီးလိုက်တော့မယ်။ဂျိုဂျိုကသူမအလံဘသူ့အတွက်မှမမြည်နိုင်တော့ဘူးလို့ပြောတယ်။ဟေးယောင်ကတော့အဲ့ဒါကိုပြဿနာမလုပ်ဘူး။သူချစ်တာကိုသိစေခြင်းုံပဲလို့ဖြစ်တယ်။သူကအလောင်းကိုပြန်တင်ပြီးဂျိုဂျိုနားကိုဖြည်းဖြည်းလျှောက်လာတယ်။10 မီတာထဲဝင်လာတာနဲ့ဂျိုဂျိုရဲ့ဖုန်းမြည်သွားတယ်။လေးနှလုံးဖုံးထားခဲ့တဲ့အချစ်ကိုတခါတည်းထုတ်ပြလိုက်တာပါ။ဂျိုဂျိုကလည်းသူ့ကိုအခွင့်အရေးပေးဖို့ဆုံးဖြတ်တယ်။ဟေးယောင်ကမေးခွန်းတွေအများကြီးမေးတယ်။သူမကြိုက်တဲ့အရာ။သူမကြိုက်တဲ့တခြင်းသူမနာမည်ရဲ့အဓိပ္ပာယ်အထိသိချင်တယ်။ဂျိုဂျိုကိုတကယ်နားလည်ခြင်းလို့ပါ။ဒါပေမဲ့ဆွန်အိုကရုတ်တရက်ပြန်ပေါ်လာတယ်။ဂျိုဂျိုနားရောက်တာနဲ့သူ့အလောင်းကအရင်လိုပဲမြည်တယ်။သူကအတိတ်ကြောင်းမေးတယ်။ဘာကြောင့်သူ့ကိုရုတ်တရက်ဆွန့်ပစ်ခဲ့တာလဲ။ဂျိုဂျိုကအမှန်ကိုမပြောရသေးဘူး။ဆွန်အိုကဟေးယောင်ကိုမထိခိုက်စေဖို့တတိပေးတယ်။ဒါပေမဲ့ဟေးယောင်ကသူ့အချစ်ကိုမစွန့်လွတ်တော့ဘူး။ကလေးဘဝကလေးကဆွန်အိုအတွက်အမြဲလျှော့ပေးခဲ့တယ်။ဒီတစ်ချိန်မှာတော့ကိုဘဝအတွက်ကိုရွေးချယ်လိုက်တယ်။တငယ်ချင်းနှစ်ယောက်ကြားကအကြောင်းဟာပိုကြီးလာခဲ့တယ်။ဂျိုဂျိုကဟေးယောင်ကိုပိုနီးဆက်လာပေမဲ့စိတ်ထဲမှာမသေးကြသေးဘူး။သူအလားမမြင်နိုင်တာကအမြဲတမ်းတားဆီးနေတယ်။ဒါကြောင့်ဒေါ်ဂူကိုရှာပြီး Shield အကာပြန်ဖြုတ်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီချိန် Love Alarm ကဘာရှင်းအစ်စ်ထုတ်လိုက်တယ်။အခုသဘောကျနေသူကိုသာမကနောင်ချစ်လာမဲ့သူကိုပါခံမှန်းပေးနိုင်တယ်။လူတွေကအချစ်ကိုရွေးချယ်တာမဟုတ်တော့ဘူး။အဲ့ပြက်ခမန်းချက်တိုင်းလိုက်နေကြတယ်။ဂျိုဂျိုကကုမ္ပဏီတာဝန်ခံ Brian Chung ကိုတွားတွေ့တယ်။သူကဒေါ်ဂူမဟုတ်ဘူးလို့ပြောတယ်။ Shield အကာကိုလည်းဘယ်တော့မှဖြုတ်လို့မရဘူးလို့ဆိုတယ်။ဒီစကားကိုစွန်အိုမတော်တဆကြားသွားတယ်။လေးနှလုံးသူနာကျင်ခဲ့ရတဲ့အကြောင်းရင်းကိုနောက်ဆုံးသိသွားပြီ။ဂျိုဂျိုကသူ့ကိုမချစ်တော့တာမဟုတ်ဘူး။ App ကခန်းစားချက်ကိုဖုံးထားခဲ့တာပါ။စွန်အိုကအခွင့်အရေးရှိသေးတယ်လို့ယုံလာတယ်။ဒါပေမဲ့ဂျိုဂျိုကရှင်းရှင်းပြောတယ်။အရင်ကရှီရန်အကာကိုစွန်အိုအတွက်ဖြုတ်ချင်ခဲ့တယ်။အခုတော့ဟေးယောင်အတွက်ဖြုတ်ချင်တာပါ။စွန်အိုကမယုံဘူး။သူ့မျက်လုံးထဲမှာဂျိုဂျိုကအရင်လိုပဲဖြစ်နေသေးတယ်။အတိတ်ကအချစ်နဲ့လက်ရှိအချစ်ကြားတကယ်ဆုံးဖြတ်ချက်ချရမယ့်အချိန်ရောက်လာပြီ။စွန်အိုကဂျိုဂျိုရှီယာအကြောင်းထိလိုက်လာတယ်။လူများရှိမှသူ့အလမ်ကိုမြည်စေတယ်။ပြီးတော့အရင်တွေးခဲ့တဲ့နေ့လိုပဲရုတ်တရက်နမ်းလိုက်တယ်။အဲ့ဒီနန်းချင်းကဂျိုဂျိုကိုအတိတ်စီပြန်ခေါ်သွားတယ်။ငယ်ရွယ်တဲ့အချက်မိုးရီတွေကနန်းချင်းနှစ်ယောက်အတူပြောခဲ့တဲ့အချိန်တွေဒါပေမဲ့သူ့စိတ်ထဲရုတ်တရက်ပေါ်လာသူကစွန်အိုမဟုတ်ဘူး။ဟေးယောင်မှာဗီဒီယိုပြန့်သွားလို့လူတွေစော်ကားတဲ့အခါလဲကိုယ်ဂုံတိတ်ခါကိုမစိုးရင်ဘူး။ဟေးယောင်နားလည်မှုလွဲမှာကိုပဲကြောက်တယ်။ဒီခံစားချက်ကြောင့်အဖြေကိုသေချာသွားတယ်။သူချစ်နေသူကဟေးယောင်မှာအပ်ကမပြနိုင်ပေမဲ့သူ့နှလုံးသားကသိနေတဲ့စွန်အိုကိုမလွတ်တမ်းပြောလိုက်တယ်။နင်းနန်းတော့ကတော့ငါတွေးမိတာဟေးယောင်ကိုပဲစွန်အိုကစကားမပြောနိုင်တော့ဘူး။နှစ်ပေါင်းများစွာဖက်တွယ်ထားတဲ့ပထမအချစ်အဆုံးသတ်သွားတာကိုလက်ခံရတော့မယ်။ဒါပေမဲ့ဂျိုဂျိုမှာပြဿနာတစ်ခုကြံသေးတယ်။ဟေးယောင်ကိုချစ်တယ်ဆိုတာအလားနဲ့တက်တည်မပြနိုင်ဘူး။အဲ့ဒီအချိန်အမည်မသိလင့်တစ်ခုရောက်လာတဲ့ Love Arrow ဆိုတဲ့စနစ်ပါ။ချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေရွေးထားသူရဲ့ alarm ကိုအတုမြည်စေနိုင်တယ်။ဂျိုဂျိုက Love Arrow ကိုတုံးလိုက်တယ်။ဟေးယောင်နာကိုရှောက်သွားပြီးသူ့ alarm ကိုမြည်စေတယ်။ဟေးယောင်ကနှစ်ပေါင်းများစွာစောင့်ခဲ့ရတဲ့အတန်ကိုကြားလိုက်ရလို့ဝမ်းသာသွားတယ်။သူတို့နှစ်ယောက်တင်းတင်းဖက်ထားကြတယ်။ဒါပေမဲ့လျှို့ဝှက်ချက်ကမကြခင်ပေါ်လာတယ်။ဟေးယောင်ကအဲ့ဒီအတန်ဟာအတုဖြစ်မှန်သိသွားတယ်။သူချစ်ခဲ့တာအချက်ပေးတန်တစ်ခုကြောင့်မဟုတ်ဘူး။ဒါပေမဲ့ဂျိုဂျိုရဲ့ရိုးသားမှုကိုတော့လိုချင်တယ်။နေမချစ်ဘူးလို့ပြောလဲငါစောင့်နိုင်တယ်။ဒါပေမဲ့အတူရောင်အတန်ကိုတော့လက်မခံနိုင်ဘူး။ဒီစကားပြောပြီးဟေးယောင်ထွက်သွားတယ်။ဂျိုဂျိုကတကယ်ချစ်တာကိုဘလို့ရှင်းပြမှန်းမသိတော့ဘူး။ရှီယူနဲ့အဲရိုကြားမှာသူ့စကားအမှန်တောင်ယုံကြည်စရာမရှိတော့ဘူး။ဒီအချိန်မှာနောက်ထပ်ပြဿနာတစ်ခုပေါ်လာတယ်။လူ23ယောက်သေဆုံးမှုကိုဦးဆောင်ခဲ့သူကဂျိုဂျိုရဲ့ကာတွန်းအတိုင်းလုပ်ခဲ့တာပါ။လူတွေကသူမကာတွန်းကြောင့်အဖြစ်ဆိုးပေါ်လာတယ်လို့ဆွဆွဲကြတယ်။ဂျိုဂျိုကကိုကြောင့်လူတွေသေခဲ့တယ်လို့ခံစားလာရတယ်။ဖျားနာပြီးအိမ်မက်ဆိုးတွေမှတ်တယ်။ဘသူကိုချစ်ချစ်ထိခိုက်စေမိတယ်လို့ထင်နေတယ်။ငယ်ဘဝကမိဘတွေရဲ့သေဆုံးမှုကိုပါကိုယ့်အပြစ်လို့ထမ်းထားစေပါ
ဒီအမောင်ကိုမရင်ဆိုင်ရင်ဘယ်သူနဲ့မှပျော်ရွှင်နိုင်မှာမဟုတ်ဘူးတကယ်တော့ဒေါကူမသိခဲ့ဘူးအမြင့်ကနေကြပြီး9နှစ်ကြာသတိမေ့နေခဲ့တာပါပြန်နိုးလာတဲ့အခါသူဖန်တီးခဲ့တဲ့ app ကြောင့်လူတွေရဲ့ဘဝဘလောက်ပြောင်းသွားလဲသိလိုက်ရတယ်ကျိုကျိုအားရှီးလ်အကာဖြုတ်ဖို့ပို့ထားတဲ့စာတွေလည်းဖတ်ရတယ်ဒါကြောင့်ဟေးယောင်းကိုတွားတွေ့တယ်သူမကနင့်ကိုမချစ်ရင်ရှီးလ်ဖြုတ်ဖို့ဒီလောက်စူးစမ်းမှာမဟုတ်ဘူးအလာမမီတာကသူမနှလုံးသားမရှိလို့မဟုတ်ဘူးဒီစကားကြောင့်ဟေးယောင်းအမှန်ကိုနားလည်သွားတယ်ကျိုကျိုကလည်းအတိတ်ကနေထွက်ပြေးတာရပ်လိုက်တယ်ကာတွန်ရဲ့အတိတ်ဘက်ကိုလူအများရှင်းပြတယ်အဲ့ဒါဟာလူတွေကိုတေဖို့လှုံ့ဆော်တာမဟုတ်ဘူးသူ့ဘဝတည်းကကြောက်ရွံ့မှုကိုပုံဖော်ထားတာပါပြီးတော့ဂျေဂျူကျွန်းကိုတယောက်တည်းပြန်သွားတယ်ငယ်ဘဝကပြေးခဲ့ရတဲ့လမ်းပေါ်မှာမာရသွန်ပြိုင်ပွဲဝင်ပြေးတယ်အရင်တုန်းကအသက်ရှင်ဖို့ကြောက်ကြောက်လန့်လန့်ပြေးခဲ့တယ်အခုတော့ကိုယ့်ဘဝကိုပြန်ရဖို့ပြေးနေတာပါမောပန်းလာချိန်မှာငငယ်ကကိုမြင်ရောက်မိတယ်ကလေးလေးကိုဖတ်ထားပြီးပြောလိုက်တယ်ဒါနင်းအပြစ်မဟုတ်ဘူးနှစ်ပေါင်းများစွာထမ်းထားတဲ့အပြစ်ကိုအဲ့ဒီနေရာမှာချထားခဲ့တယ်ပြီးတော့ပန်းတိုင်ကိုအားကုန်ပြေးသွားတယ်ပန်းတိုင်မှာဟေးယောင်းစောင့်နေတယ်ကျိုးကျိုးပြန်လာမယ်ဆိုတာယုံလို့ရောက်လာတာပါနှစ်ယောက်စလုံးပြေးဖက်လိုက်ကြတယ်ဒီတစ်ချိန်မှာအလမ်တန်မလို့တော့ဘူးအတူရောင်သက်တွေလည်းမလို့ဘူးရိုးသားတဲ့ရွေးချယ်မှုတစ်ခုပဲလို့တယ်တစ်ဖက်မှာဒေါက်ကူကဘရိုင်ယန်ချွန်းကိုတွေ့တယ် app ကိုစပ်ဖန်တီတုန်းကအတီးကျန်သူတွေအချစ်ရှိမှသိစေချင်ခဲ့တာပါဒါပေမဲ့လူတွေကကိုယ်နှလုံးသားအစား data ကိုယုံလာကြတယ် app ခံမှန်းပေးသူကိုပဲရွေးချယ်လာတယ်ကိုယ်တိုင်ချစ်ခွင့်နဲ့ညင်းပယ်ခွင့်ကိုပါဆုံးရှုံးလာတယ်ကျိုကျိုကအကောင်းဆုံးသက်တွေပါချီအကာကသူမကန်စားချက်ကိုဖုံးထားခဲ့တယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့သူချစ်သူပြောင်းလဲသွားနိုင်တယ်အဲ့ဒါစနစ်မှားတာမဟုတ်ဘူးလူသားတယောက်ရဲ့လွတ်လပ်တဲ့ရွေးချယ်မှုပါနောက်ဆုံးမှာ level လာရဲ့နောက်ထပ်စီမံကိန်းကိုရက်ဖို့ဆုံးဖြတ်လိုက်ကြတယ်အချစ်ကိုကိန်းကနန်းနဲ့ထိန်းချုပ်လို့မရဘူးဆိုတာနားလေသွားကြပြီးစွန်အိုလဲဂျိုဂျိုအပေါ်ထားတဲ့သူ့အချစ်ကိုလှုပ်ပေးလိုက်တယ်သူ့အနားမှာအမြဲစောင့်ခဲ့တဲ့ရွတ်ဂျိုစီနေတိုင်းသွားတယ်ကိုယ်ခံစားချက်ကိုရိုးရိုးသားသားပြောတယ်တနေ့မှသူလဲရွတ်ဂျိုကိုပြန်ချစ်နိုင်မယ်လို့ယုံကြည်တယ်ဂူမီကတော့နှလုံးသား300စုဆောင်ပြီးဒေါက်ကူနဲ့ပြန်ဆုံတယ်အဲ့ဒီခါ left alarm ကိုဖန်တီးခဲ့သူအစ်စ်ကဒေါက်ကူဖြစ်မှန်းသိသွားတယ်သူကိုညင်းခဲ့တဲ့မိန်းကလေးဟာ app တစ်ခုလုံးရဲ့စတင်ရာဖြစ်ခဲ့တာပါနောက်ဆုံးမှာဂျိုဂျိုနဲ့ဟေးယောင်းတို့တစ်ပင်ကြီးအောင်မှာတူထိုင်နေကြတယ်ဘယ်နေ့ဘယ်နေရာမှာတွေ့မလဲဆိုတာစီစဉ်တယ်ဒါပေမဲ့ဟေးယောင်းကအရေးကြီးဆုံးအချက်တစ်ခုထပ်ရေးလိုက်တယ်နေ့တိုင်းနင့်ကိုချစ်တယ်လို့ငါပြောမယ်ဖုန်းမမြည်လဲအချစ်ကရှိနိုင်တယ်ဒေတာမရှိလဲနှလုံးသားကရွေးချယ်နိုင်တယ်တကယ်အချစ်ဆိုတာ app တစ်ခုရဲ့အဖြေမဟုတ်ဘူးတယောက်ကိုတယောက်ရိုးသားစွာရွေးချယ်ခြင်းပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Boss 97 Channel ကို Like and Subscribe လုပ်ထားပေးကြပါအောင်ဗျာနောက်များမှာလည်းဒီထက်ပိုရင်ခုံစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ဇာတ်လမ်းများကိုရှာဖွေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်